Alternative ပညာရေးကမိမိကိုယ်တိုင်ရှာဖွေသင်ယူခြင်းကိုအားပေးပါတယ်လူသားတဦးအနေနဲ့မိမိကိုယ်တိုင်ဖြစ်မြောက်လိုတဲ့ဘဝကိုမိမိကသာအသိမြင်ဆုံးပဲမဟုတ်ပါလားကလေးဘဝမှာကလေးငယ်တဦးရဲ့စိတ်တိမ်ညွတ်မှုကိုမြင်အောင်ကြည့်ရှုအားပေးရမယ်ဒါဟာကလေးရဲ့သိကျင်စိတ်သင်ယူလိုစိတ်ကိုအားပေးခြင်းဖြစ်တယ်လို့ Alternative ပညာရေးဆိုင်ရာအဆိုအမိန့်များကတိုက်တွန်းထားပါတယ်ကလေးတွေကစားတယ်ဆိုတာသင်ယူနေခြင်းအလုပ်လုပ်နေခြင်းပါဒါကိုမိဘအုပ်ထိန်းသူများနားလည်လာရင်အိမ်တွင်းပညာရေးအစပြုနေပါပြီနိုင်ငံခြားကနေရွှေ့ပြောင်းလာတဲ့တာမန်မိဘကနေမွေးဖွားလာတယ်မိဘများရဲ့အိမ်ထောင်ရေးပြိုကွဲခြင်းကြုံခဲ့ရတယ်ကျောင်းပညာတစ်ပိုင်းတစ်စပဲသင်ယူခဲ့ရတယ်ငယ်စဉ်ကစလို့သင်ယူပြုလုပ်တဲ့အလေးကိုတော့မရတတ်စေခဲ့ဘူးကျောင်းမတက်ဖြစ်တော့ပေမဲ့သူနှစ်သက်တဲ့ပညာရပ်တွေကိုမရရအောင်ရှာဖွေစည်းပူးခဲ့တယ်သူ့နောင်မဲကဝီလီယံပီလီယာမိမိကိုယ်တိုင်ရှာဖွေသင်ယူရင်းလျှက်စစ်အင်ဂျင်နီယာဖြစ်လာသူအမေရိကကိုအလုပ်အကင်အတွက်ရွှေ့ပြောင်းလာသောမိဘနှစ်ပါးကနေလီယာလေးကိုဝေးဖွားခဲ့တယ်သူဇာတိကမစ်ဆိုရီပြည်နယ်အမေရိကန်ပြည်ထောင်စုဖြစ်ပါတယ်ငယ်စဉ်ကတည်းကပစ္စည်းအတူစတွေကိုဆက်စော်ကစား